ဒီလိုပိတ်ရမှာတည့်ရလို့ရှိလားဟိုကောင်တွေကလည်းဘာမှမရှိဘူးသူတို့ဆိုတည့်တယ်ကလို့မရဘူးဒီမှာ auto close ပွင့်နေလို့နင်တည့်ပြပြအဆိုကမယ် auto close ရပွင့်နေတော့စရကြီးဘန်ခံနေရမှာဆိုတော့ကလို့မရဘူးဖြစ်နေပြီလေဒီလိုက်ထဲမြင်သုံးချောင်းထင်တယ်ဟုတ်တယ်ဟောက်မှရှိရယ်ဒီကမှတ်ထားမှရတော့မရတော့ဟုတ်တယ်လေအမိကြီးတစ်ခါဖြစ်တယ်လေဖြစ်လို့ပြန်ပိတ်ထားတာအခုပြန်မိသွားတယ်အဲ့မြေသုံးချောင်းထဲမှာပဲလှုပ်ပါတာဘယ်အောင်နှိပ်ကြတာမသိဘူးမမိတော့မှတ်ထားမှရတော့မယ်အဲ့ဒါခဏခဏဖြစ်နေတယ်ဟုတ်တယ်အဲ့ဒါကိုနှိပ်ပြီးတော့အဲ့ဒါမှတ်ထားမှရတော့မယ်အဲ့ဒါခဏခဏဖြစ်နေရဆိုတော့မိကြီးကလည်းတစ်ခါပိတ်ပြီးသွားရင်ပြီးသွားပြီထင်တာလေထပ်ဖြစ်တာဆိုတော့